ဒီနေ့စက်တင်ဘာ26ရုရှားရဲ့အမေရိကန်ဥဆောင်တဲ့နေတိုးဖွဲ့ရဲ့စစ်ဖက်နိုင်ခြင်းရှိတဲ့အရာတွေစိတ်တန်းနေတဲ့အရာတွေကိုကျွန်တော်အနည်းဆုံးသုံးသပ်ပြီးတော့မှတင်ပြပြပါမယ်။ဘယ်ဘက်ကစစ်ကိုစပြီးလိုလားနေတာလဲဆိုတဲ့အရာလည်းအရေးကြီးတယ်ဗျ။စစ်ဆိုတဲ့အရာကလက်ခုပ်နှစ်ဖက်တီးလို့မိတာလည်းဖြစ်သလိုတစ်ဖက်နဲ့တစ်ဖက်ရန်ဆောင်လို့ဖြစ်တာလည်းရှိတာ哦။အခုရက်ပိုင်းတွေအတွင်းမှာရုရှားကယူကရိန်းနယ်မြေတို့သိမ်းပိုက်ထားတဲ့နယ်မြေတချို့ကိုယူကရိန်းကပြန်လည်ပြီးတော့မှထိုးစစ်ဆင်တဲ့စစ်အင်အားကောင်းကောင်းနဲ့ထိုးစစ်ဆင်တဲ့ဆိုတဲ့အရာတွေလည်းယူကရိန်းရဲ့သတင်းစာမျက်နှာတွေမှာဖော်ပြတာတွေ့သလိုယူကရိန်းသမ္မတဗိုလိုဒီမာဇာလန်စကီကိုယ်တိုင်လည်းပြောတာတွေ့ရတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကရုရှားရဲ့အရေးပါတဲ့ရေနံချက်စက်ရုံရှိတဲ့စိတ်ကမ်းကိုယူကရိန်းကတိုက်ခိုက်တယ်ဆိုတဲ့အရာလည်းဖော်ပြထားသလိုပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့မှာကုလသမဂ္ဂအစည်းအဝေးပြီးတဲ့အချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇာလန်စကီရဲ့ပြောတဲ့စကားမှာယူကရိန်းသမ္မတဗိုလိုဒီမာဇာလန်စကီကဘာပြောလဲဆိုရင်ရုရှားကတကယ်တော့စက်ကူကြားတတာပဲရှိပါတော့တယ်ဆိုတဲ့စကားလဲပြောဆိုသွားသလိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းယူကရိန်းတကယ်လို့လုံမဲ့ဆိုလို့ရှိရင်ဒါသူတောင်းပန်ပြောလိုက်တာအရင်တော့ရုရှားတာတယ်ပေါ့ယူကရိန်းတကယ်လို့လုံမဲ့ဆိုလို့ရှိရင်သူသိမ့်ပိုက်ခံထားတဲ့နေမြေတွေအကုန်လုံးကိုဆက်ပြီးတော့မှပြန်ပြီးသိမ့်နိုင်ချေရှိတယ်သိမ့်လို့ရတယ်ဆိုတဲ့စကားကိုလည်းသူပြောလာတာဒါကတော့စစ်တွေဖြစ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကမဟာမိတ်တွေခွန်အားတက်ကြွအောင်ပြောဆိုတဲ့စကားလို့သုံးသပ်ရင်လည်းမှန်တယ်ဗျဘာဖြစ်လဲဆိုလို့ရှိရင်အခုနောက်ပိုင်းမှာရုရှားကစစ်လိုလားတာလားဒါမှမဟုတ်ရင်နေတိုးဘက်ကစစ်လိုလားတာတော့မသိဒါမှမဟုတ်နေတိုးဘက်ကစိတ်မရှိတော့တာလားရုရှားကစိတ်မရှိတော့တာလားမသိဘာဖြစ်လဲဆိုရင်အခုနောက်ပိုင်းမှာရုရှားရဲ့ drone တွေနေတိုးရဲ့ကိုပိုင်နိုင်ငံပိုင်နက်တွေထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ဆိုပြီးတော့မှနေတိုးအဖွဲ့ကဟောလီတကျော်ပြောထားတာရှိတယ်ဗျဘာဖြစ်လဲဆိုလို့ရှိရင်ဒီဥစ္စာကကျွန်တော်အရင်တော့ကျွန်တော်ပြောသေးတယ်ဒီ2022ခုနှစ်မှာရုရှားကယူကရိန်းကိုစပြီးကျူးကျော်တဲ့အချိန်ကစပြီးယနေ့ချိန်ထိကိုနေတိုးပိုင်တဲ့နိုင်ငံတွေရဲ့နေမြေအပေါ်မှာရုရှားဒရုန်းတွေဖျက်ပြန်တာတွေခဏခဏရှိတယ်ဗျမကြာခဏသလိုဖြစ်တယ်ဒါပေမဲ့အခုချိန်ဒီနှစ်ပိုင်းတွေထဲမှာဒီလထဲမှာပေါ့နော်ဒီလထဲမှာအကျယ်တဝက်ဖော်ပြနေတဲ့အကြောင်းရင်းကရှိတယ်ဒါကတော့တီးမခံတော့ဘူးလို့ပြောတာနဲ့အတူတူပဲအခုနောက်ပိုင်းမှာအယုံဆုံးကျူးကျော်တယ်လို့ပြောတဲ့အရာကပိုလန်နိုင်ငံရဲ့လေပိုင်နက်ကိုရုရှားရဲ့ဒရုန်းတွေကျူးကျော်လာတဲ့နောက်ပြီးတော့မှရိုမေးနီးယားအက်စတိုးနီးယားပြီးရင်အခုနောက်ပိုင်းဆိုဒိန်းမတ်ပါကျူးကျော်လာတာပေါ့နော်ဒီပြီးခဲ့တဲ့24ရက်နေ့ညတုန်းကဒိန်းမတ်နိုင်ငံကကိုပင်ဟေဂင်လေဆိပ်မှာစိုက်ဖာတိုက်ခိုက်မှုကြောင့်မလို့ဆိုပြီးတော့ဒါလည်းရုရှားတိုက်ခိုက်တယ်ဆိုပြီးတော့သူကပြောတယ်ဒါရုရှားဘက်ကတိမ်ကိုထုတ်ပြန်တာတော့မရှိဘူးရုရှားတိုက်ခိုက်လို့ဆိုပြီးတော့မှလေဆိပ်တွေကိုခိတခဏပိတ်ထားတာရှိသလိုအဲ့ဒီကျင်ညာပြီးမတိုင်ကျင်ညာပြီးတဲ့အချိန်မှာပဲဆက်လက်ပြီးတော့မှဒရုန်းတွေပြန်တန်းတယ်ဆိုပြီးတော့ပြောတယ်ဒီကလည်းရုရှားဒရုန်းတွေလားဘယ်သူတဦးတယောက်ကလွှတ်လိုက်တယ်ဆိုတဲ့အရာကိုတော့တဲတဲကိုယ်မဖော်ပြဘူးဒါပေမဲ့လို့သူတို့ကဒီဟာနဲ့ပတ်သက်ပြီးတော့မှ article အရေးပေါ်နံပါတ်4အရာပုံမှန်4အရာသူတို့ကရုရှားနိုင်ငံအဖွဲ့တွေအစည်းအဝေးထိုင်မယ်ကြိုတင်ကောက်ွယ်မှုတွေပြုလုပ်မယ်ဆိုပြီးပြောတယ်ဒါကတော့ article 5တော့မဟုတ်ဘူး article 4 article 5ကတော့တကယ်တမ်းတိုက်ခိုက်တဲ့အရာပေါ့2001တုန်းကအမေရိကန်နိုင်ငံမှာဒေါ်ထရစ်ဆန်နာကိုတိုက်ခိုက်တဲ့အချိန်တုန်းက article 5နဲ့တုံ့ပြန်ပြီးတော့မှပြန်ပြီးတိုက်ခိုက်မှုလည်းရှိတယ်ဒါပေမဲ့ article 4ကြတော့တိုက်ခိုက်တာမဟုတ်ဘဲနဲ့တိုက်ခိုက်ဖို့ရန်အတွက်အသင့်ပြင်တဲ့အရာအစည်းအဝေးနေတိုးအဖွဲ့ဝင်နိုင်ငံတွေအစည်းအဝေးထိုင်တဲ့အရာပေါ့နော်အဲ့တော့သူတို့ဒီလိုမျိုးအစည်းအဝေးထိုင်ပြီးဆိုတာနဲ့ပြီးခဲ့တဲ့အချိန်တုန်းကလည်းပိုလန်တို့အက်စတိုးနီးယားတို့ရိုမေးနီးယားတို့လစ်သူယေးနီးယားတို့ဒါရားပါတဲ့နိုင်ငံတွေပေါ့ဒါတော့ဆိုဗီယက်ပြည်အောင်စုခွဲထွက်ထားတဲ့နိုင်ငံတွေအခုနေတိုးအဖွဲ့ဝင်နိုင်ငံတွေကပါဝင်တဲ့နိုင်ငံတွေဒီနိုင်ငံတွေမှာတကယ်ပဲစစ်အတွက်ပြင်ဆင်တဲ့အရာတွေလောက်တာတွေ့ရတယ်တကယ်ဆိုလို့ရှိရင်သူတို့စစ်အတွက်ပြင်ဆင်ချင်ဒီတိုင်းပြင်ဆင်လို့ရတယ်ဗျဒါပေမဲ့ဒီတိုင်းပြင်ဆင်မယ်ဆိုရင်ဒါရုရှားဘက်ကလိုလားတာမဟုတ်ဘဲနဲ့သူတို့ဘက်ကလိုလားတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာအဲ့တော့သူတို့ဘက်ကလိုလားတဲ့ဆိုတဲ့ပုံစံမျိုးကိုမလုပ်ချင်တဲ့အတွက်ရုရှားဘက်ကဒရုန်းတွေဒီလိုပြန်တန်းတယ်ဆိုတဲ့အတွက်သူတို့ကပြင်ဆင်ရပါတယ်ဆိုတဲ့ပုံစံမျိုးလုပ်တာဒါကလည်းအကြောင်းတစ်ခုလို့ပြောလို့ရဒါကျွန်တော်ဘယ်မှမလိုက်ပြောတာနော်ဒါစစ်နဲ့ပတ်သက်ပြီးသုံးသပ်ပေးတာဆိုတော့သူရုရှားကဒီလိုလုပ်လို့ငါတို့ဘက်ကဒီလိုပြင်ဆင်တာဆိုတဲ့အကြောင်းပြချက်ကြီးဖြစ်သွားတာပေါ့ဗျာအဲ့တော့တကယ်တမ်းရုရှားရဲ့ drone တွေတကယ်ဝင်လာလားမဝင်လာကျွန်တော်လည်းမသိဘူးဒါသတင်းစာမျက်နှာတွေမှာဖော်ပြတဲ့အရာတွေကလည်းဒီနေတိုးအဖွဲ့ကအဲ့လိုပြောတဲ့အရာကိုရုရှားဘက်ကတုံ့ပြန်တာလဲထူးခြားမတွေ့ရဘူးဗျရုရှားဟုတ်တယ်ငါတို့ကျူးကျော်ခဲ့တယ်ဒါမှမဟုတ်ငါတို့တောင်းပန်ပါတယ်ဆိုတဲ့အရာလည်းမတွေ့သလိုငါတို့အဲ့ပေါ်မှာဖျက်ပြန်တန်းပါတယ်ဆိုတဲ့တေချာတိကျတဲ့စကားလုံးလည်းမတွေ့ဘူးဒါပေမဲ့ဒီဘက်မှာရှိနေတဲ့နေတိုးအဖွဲ့နဲ့အမေရိကန်လိုလားတဲ့ဂျာနယ်လစ်တွေမှာဖော်ပြတဲ့အရာတွေကတော့တကယ်ရုရှား drone တွေပြန်တန်းတယ်ရုရှားကရန်စနေတယ်ဆိုပြီးတော့မှဖော်ပြတာတွေ့ရဒါတော့ကျွန်တော်ရုရှားဘက်ကလိုက်ပြောတာမဟုတ်ဘူးเนาะစစ်နဲ့ပတ်သက်ပြီးဒါပေမဲ့တကယ်အကယ်၍များရုရှားဘက်ကရောက်ခဲ့တယ်ဆိုလို့ရှိရင်လည်းဒါရုရှားကစစ်လိုလားလို့အကယ်၍မရောက်ခဲ့ပဲစစ်ပြင်ဆင်တယ်ဆိုလို့ရှိရင်လည်းနေတိုးဘက်ကကြိုတင်ပြင်ဆင်တာလို့ပြောလို့ရတယ်လို့ရုရှားကိုသူတို့ကင်ဖို့အတွက်လှုပ်ဆောင်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါတော့မဖြစ်နိုင်စရာအကြောင်းတော့တခုမှမရှိဘူးဖြစ်နိုင်ချေလည်းရှိတယ်လို့မဖြစ်နိုင်စရာလည်းမရှိဘူးဆိုတော့အဲ့ဒီအရာကပြီး
ပြီးခဲ့တဲ့ရပိုင်းတွင်တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောတဲ့အရာကဒီတခါဒရုန်းတွေလာလို့ရှိရင်ပြစ်ချပစ်ဆိုတဲ့ရန်စကားမျိုးပြောသွားတာရှိသလိုစစ်အတွက်စစ်အတွက်ကြိုတင်ပြင်ဆင်တဲ့စကားစစ်အတွက်လှုပ်ဆောင်မဲ့အရာတွေကိုလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောသွားရှိတယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကသုံးတဲ့အရာတစ်ခုကျွန်တော်ပြောရမယ်အဲ့ဒါဘာလဲဆိုရင်အမေရိကန်နဲ့ဂျပန်တွေကတရုတ်ကိုကာကွယ်ဖို့အတွက်တရုတ်အတွက်သူတို့ကရင်ဆိုင်နေတယ်ပြီးတော့ဒီဘက်ဥရောပနိုင်ငံတွေကြတော့ရုရှားကိုရင်ဆိုင်ဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့အရာကျွန်တော်ပြောသွားတယ်အဲ့ဒီလိုပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူဘယ်လိုပြောလဲဆိုရင်ဒီကဒရုန်းတွေပြန်တန်းလာပြစ်ချပစ်ကွာဆိုတဲ့အရာကမင်းတို့ကလုတ်ပိုင်ခွင့်မင်းတို့ကဒါလွှဲထားပြီးပြီဆိုတဲ့စကလုံးသုံးတာနဲ့အတူတူပဲဆိုတော့ဒီအကဲဒီနှစ်ဖွဲ့စစ်ပြလို့ရှိရင်စစ်အင်အားကိုရှင်းမယ်ဆိုရင်ဒါကျွန်တော်အတူချုံပြောပြနော်စစ်အင်အားကိုရှင်းမယ်ဆိုလို့ရှိရင်ဘယ်သူကပူတာလဲဆိုရင်နေတိုးဘက်ကတာတယ်ဘာဖြစ်လို့အဲ့လိုပြောလို့ရလဲဆိုလို့ရှိရင်ရုရှားနိုင်ငံတနိုင်ငံတည်းနဲ့ရှင်းမယ်ဆိုရင်နေတိုးအဖွဲ့ကနိုင်ငံပေါင်း30ကျော်ရှိတဲ့အတွက်အမေရိကန်ဥဆောင်ထားတဲ့အတွက်အမေရိကန်နဲ့နေတိုးအဖွဲ့အမေရိကန်နေတိုးအဖွဲ့တွေမှာပါတာဟုတ်အဲ့ဒီအဖွဲ့တစ်ဖွဲ့လုံးရဲ့900ခန့်နှုန်းမှရုရှားက100ခန့်နှုန်းမှရှိတယ်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုလို့ရှိရင်အဲ့နိုင်ငံအဖွဲ့တွေအကုန်လုံးပေါင်းစည်းလိုက်မယ်ဆိုလို့ရှိရင်သူတို့နိုင်ငံတွေမှာစစ်အင်အားတွေလက်နက်တွေနိုင်ငံတွေအားလုံးပေါင်းပြီးတော့ရှင်လိုက်မယ်ဆိုရင်ရုရှားကသူတို့တဲ့ဆိုင်ရင်9ပုံတစ်ပုံလောက်ပဲကြံတော့မယ်ဒါပေမဲ့လို့တခုတာရုရှားတခုတာဘာလဲဆိုလို့ရှိရင်ရုရှားမှာကအနုမြူလက်နက်တွေရှိတယ်ပြီးနျူကလ িয়ার လက်နက်တွေရှိတယ်ဆိုတော့သူကအမေရိကန်နဲ့လည်းသူကရှင်ပြီးတော့အမေရိကန်ထက်လည်းများတယ်ဆိုပြီးတော့ပြောတာရှိတယ်ဆိုတော့အဲ့တော့ရုရှားကအနုမြူနျူကလ িয়ার လက်နက်ရှိလို့တာလင်သူကလေပြန်ပြီးတော့မှပြောရတာဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အကယ်၍များဒီတိုင်းပဲနျူကလ িয়ার လက်နက်တွေမပါပဲတိုက်မယ်ဆိုရင်တော့ဖြစ်နိုင်ချေရှိတာကတော့နေတိုးဘက်ကတာပြီးတော့မှနိုင်ဖို့အတွက်ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ပြောပေးချင်တယ်ဒါပေမဲ့အကယ်၍နျူကလ িয়ার လက်နက်တွေထုတ်သုံးလာမယ်ဆိုလို့ရှိရင်တော့နေတိုးအဖွဲ့လည်းမချောင်ဘူးဒါကတော့တတိယကမ္ဘာစစ်ဆိုတာတက်ကမ္ဘာပြက်မဲ့ဂိမ်းကိုစိုက်သွားနိုင်တယ်ဆိုတော့အခုချိန်မှာတော့နှစ်ဖက်တစ်ဖက်နဲ့တစ်ဖက်ကတော့စစ်ရိတ်တန်းတဲ့အရာတွေစစ်နဲ့ပတ်သက်ပြီးတော့မှပြောဆိုတဲ့အရာတွေထိုးစစ်ဆင်တဲ့စကားတွေရှိတယ်ဆိုတဲ့အရာကိုကျွန်တော်အနည်းဆုံးသုံးသပ်ပြီးတော့မှတင်ပြပေးချင်ပါတယ်ဒီနိုင်ငံဒီနှစ်ဖွဲ့တရင်သူများရှိလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့မှတင်ပြပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျကျွန်တော် page လို့လည်း like follow လုပ်ပေးထားဖို့မမေ့ပါနဲ့အောင်လို့ပြောပေးချင်ပါတယ်ဗျ